ဘာကြီးကိုလေဖန်ဆင်းထားတဲ့ဘုရားမရှိရင်အသက်ရှိတဲ့သတ္တဝါလေးတွေလေလူလျောက်တော့ပေါ်မလာဘူးကျုံနဲ့ခန်းနဲ့ခြေတရားလေးတွေလေဖန်ဆင်းထားတဲ့ဘုရားကြောင့်သာသူလာနဲ့သူလေးတင့်တယ်စွာကဘာကြီးဟာစီရင်ထားလူသားများနဲ့ဒီကဘာကြီးကိုလေဖန်ဆင်းထားတဲ့ရှင်ဟာမြတ်တာရှင်သူဖန်ဆင်းထားတဲ့ဒီလူသားတွေကိုပျက်စီးခြင်းတို့မရောက်ရအောင်သူလိုချစ်တဲ့သားတော်ယေရှုကိုဒီကဘာရဲ့သူစီလွတ်ခါအပေလာရမေတို့တွေကိုလူလီကေတင်ခဲ့ပြီကဘာကြီးကိုလေဖန်ဆင်းထားတဲ့ဘုရားမရှိရင်အသက်ရှိတဲ့သတ္တဝါလေးတွေလေလူလျောက်တော့ပေါ်မလာဘူးကျုံနဲ့ခန်းနဲ့ခြေတရားလေးတွေလေဖန်ဆင်းထားတဲ့ဘုရားကြောင့်သာသူလာနဲ့သူလေးတင့်တယ်စွာကဘာကြီးဟာစီရင်ထား